မင်္ဂလာပါကျွန်တော်တို့အခု Canvas နဲ့ Canvas အသုံးပြုပြီးတော့ presentation slide တွေကိုဘယ်လိုပြုလုပ်သွားမလဲဆိုတော့ပြောပြသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ Google Chrome browser တစ်ခုကိုဖွင့်လိုက်မယ်ပြီးရင် search bar ထဲမှာ Canvas Canvas ဆိုရိုက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ enter key ကိုနှိပ်လိုက်ပါမယ်ပြီးရင်ပေါ်လာတဲ့ Canvas Visual Suite for Everyone ဆိုတဲ့ဟာကိုကျွန်တော်တို့ရွေးလိုက်ပါမယ်ရွေးပြီးတော့ဒီလိုပေါ်လာတဲ့အခါကျရင် Canvas AI ဆိုတဲ့ဟာကိုရှာရမှာဖြစ်ပါတယ်တချို့ခါတွေဒီမှာ scroll bar လေးနဲ့အောက်ကိုဆင်းပြီးရှာရမှာဖြစ်ပါတယ်ဆင်းလိုက်တဲ့အခါမှာဒီမှာ Canvas AI ဆိုတဲ့ຢာကိုတွေ့မှာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်လောက်ရွေးလိုက်ပါမယ်ရေးပြီးပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့အပေါင်းလေးကိုပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီအပေါင်းလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ lesson plan ကို upload လုပ်ပါမယ်lesson plan file လေး upload ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ description မှာစာလေးရေးပါမယ်ဒီစာကိုရေးတဲ့အခါမှာကတော့ကောင်းမွန်တဲ့prompt တစ်ခုပေါ့နော်ညွှန်ကြားချက်တစ်ခုဖြစ်ဖို့လိုအပ်ပါတယ်ညွှန်ကြားချက်ကမပြည့်စုံဘူးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ presentation slide ကဆိုလို့ရှိရင်လှမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်ကတော့ colorful beautiful and interesting presentation slide that match the lesson plan file provide တက်ဆိုပြီးတော့ကျွန်တော်ပေးလိုက်ပါတယ်ပြီးတဲ့အခါမှာဟိုဒီမှာရှိတဲ့မြားလေးကို submit လုပ်လိုက်ပါမယ်ခုချိန်မှာသူကစပြီးတော့ presentation slide ကိုစပြီးပြင်ပေးနေပါတယ်အချိန်လေးကတော့အနေငယ်စောက်ပေးရမှာပဲဖြစ်ပါတယ်သူပြင်ပေးနေပါပြီ slide တွေတစ်ခုပြီးတစ်ခုသူပြင်ပေးပါတယ်အားလုံးသူပြင်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ generate and design ဆိုတဲ့အားလေးပေါ်လာပါလိမ့်မယ်အဲ့ဒါကိုကျွန်တော်တို့ထပ်ပြီးတော့ click လုပ်ပေးလိုက်ပါမယ်ဒီခါမှာသူ presentation slide ကိုပြင်ပေးနေပြီဖြစ်ပါတယ်ခဏလေးတော့အချိန်လေးစောင့်ပေးရပါမယ်။ line ကောင်းရင်ကောင်းလို့မြန်မှာဖြစ်ပါတယ်။ Okay ပြီးသွားပြီဆိုလို့ရှိရင်ဒီသူပြင်ထားပေးတဲ့ဟာကိုကျွန်တော်တို့တစ်ချက်လောက် click လုပ်ပေးလိုက်ပါမယ်။ click လုပ်ပြီးတဲ့အခါမှာဆိုရှင်ဒီဘက်ခြမ်းမှာပေါ်လာပြီပဲဖြစ်ပါတယ်။ပေါ်လာတဲ့အရာကိုကျွန်တော်တို့ဒီမှာ use convert ဟာကိုရွေးလိုက်ပါမယ်နော် okay အဲ့လိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံလေးကိုမကြိုက်ဘူးဆိုလို့ရှိရင်လည်းနောက်တစ်ခေါက်ထပ်ပြီးတော့ဖန်တီးလို့ရပါတယ်နောက်တစ်ခေါက် prompt ကိုပေးပြီးတော့ဖန်တီးလို့ရပါတယ်ဒီရရှိတဲ့စာတွေကိုလည်းကျွန်တော်တို့ပြင်လို့ရပါတယ်ဒီမှာကိုကြိုက်တဲ့ font လေးတွေရွေးပြီးတော့ပြင်လို့ရလို့ font size တွေလည်းဒီမှာရွေးပြီးတော့ပြင်လို့ရပါတယ်ဒီပုံစံကိုမကြိုက်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ prompt ကိုနောက်တစ်ခေါက်ပြန်ပေးပြီးတော့အသေးစိတ်ပေါ့နော်ဘယ်အပိုင်းကို slide block ကိုဘယ်လိုမျိုးပြင်ချင်လဲကျွန်တော်တို့ရဲ့ lesson plan ကိုကြည့်ပြီးတော့သူ့ကိုအသေးစိတ် prompt ရေးပြီးတော့ပေးလို့ရပါတယ်ဒီမှာတွေကစာတွေကကိုလိုက်ပြင်ချင်ပြင်လို့ရပါတယ်ပြင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ file ကိုသွားလိုက်မယ် file ကိုသွားလိုက်ပြီးတော့ဒီမှာ download ဆိုတဲ့ဟာကိုကျွန်တော်တို့ရွေးလိုက်ပါမယ်ဒီမှာ file type အမျိုးအစားက PDF file ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒါကိုPowerPoint ပေါ့နော် Microsoft PowerPoint document ဆိုတဲ့ဟာကိုရွေးလိုက်ပါမယ်ရွေးပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကို download လုပ်လိုက်ပါမယ်
ဒီအောက်မှာ download တန်းလေးပြီးသွားရင်အပေါ်မှာထပ်ပြီးတော့ download ပါသေးတယ် Okay download ပြီးသွားဆိုရှင်ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့တွားပြီးတော့ download တဲ့ file ကိုကျွန်တော်တို့တွားပြီးဖွင့်လိုက်ပါမယ် download တဲ့ကဒီ file ကိုဖွင့်လိုက်ပါမယ်ကျွန်တော်တို့ PowerPoint ဖွင့်ပြီးဆိုရှင်ဒီ enable editing ကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာထပ်ပြီးတော့ကိုစိတ်ကြိုက်ပြင်ချင် PowerPoint ကိုအသုံးပြုပြီးတော့ပြင်လို့ရပါတယ်ဒါကတော့ကျွန်တော်တို့lesson plan ကိုအသုံးပြုပြီးတော့ PowerPoint presentation slide တွေကိုအမြန်ဆုံးပြီးအောင်လုပ်တာပဲဖြစ်ပါတယ်ဆရာမတို့အတွက်ဒီအကြောင်းအရာလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးထူးပဲကျေးဇူးတင်ပါတယ်